ဘာကိုသုံးမျက်နှာကချီမလာဘူး glow မလာဘူးဆိုလို့ရှိရင်ဒီ Medichu ရဲ့ collagen glow booster serum လေးကိုထည့်သုံးပေးကြည့်ပါဒီ collagen glow booster serum လေးကမအိုသေးလို့တင်စားတဲ့အထိအသက်25ကျော်လာပြီဆိုတာနဲ့အမျိုးသမီးတိုင်းကအသားရည်ရော့တွဲလာတယ်အသားရည်တင်းရင်းမှုတွေcollagen ထုတ်လုပ်မှုအားတွေကျလာတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်အရေးအကြောင်းတွေစပြီးပေါ်လာတဲ့ဒူတွေကောက်ွယ်ချင်တာပဲဖြစ်ဖြစ်ပျောက်ချင်တာပဲဖြစ်ဖြစ် face clinic တွေမှာပိုတောက်ထိုးလိုက်တယ်လို့မျိုးကိုဒီ booster လေးကိုသုံးပေးုံနဲ့အသားရည်တင်းရင်းပြီးတော့အရေးအကြောင်းတွေဖြစ်ပေါ်လာတော့ကောက်ွယ်ပေးတယ်ဖြစ်ပြီးသားအရေးအကြောင်းတွေကိုလည်းတင်းရင်းသွားစေတယ်ပေါ့နော်သူ့မှာပါတာကအသားရည်တွေကိုတင်းရင်းစေတဲ့ hydrolyzed collagen နဲ့ elastin ကောင်းကောင်းပါတာဖြစ်တဲ့အတွက်အရေးပြားရဲ့အတွင်းပိုင်းနဲ့ထီကိုလည်းအာဟာရဖြည့်ပေးနိုင်တယ် mid protein extract တွေလည်းအများကြီးအရေးအကြောင်းတွေတက်တာကျင်တာပဲဖြစ်ဖြစ်ပြီးတော့အသားရည်တင်းရင်ပြီးတော့ရေဓာတ်ခန်းချောက်ပြီးအသားရည်ရော့တွဲဖြစ်နေတာသူတွေပဲဖြစ်ဖြစ်အသားရည်ကို collagen glow booster serum လေးကိုမနက်နဲ့ညတစ်နေ့ကို2ကြိမ်ထည့်ပြီးတော့ serum ရဲ့အဆင့်နေရာမှာထည့်ပြီးအသုံးပြုပေးလို့